လူအများကြီးတည်ကျင်နေကြတဲ့ဗီဒီယိုကတ်ဆိုတာကတော့ online ပေါ်မှာဝင်ငွေတွေ free ရှာလို့ရတယ်။ဘာအရင်နည်းမှာထည့်သွင်းစရာမလိုဘဲနဲ့ပတ်စံတွေ free ရှာလို့ရတယ်။ဒေါ်လာကလည်းအနည်းဆုံးဒေါ်လာ300ကနေပြီးတော့မှစပြီးတော့မှထုတ်လို့ရမှာပဲဖြစ်ပါတယ်ဗျ။ပတ်စံရှာရတာလည်းအရန်ကိုလွယ်ကူတဲ့ရိုးရှင်းတယ်။ပတ်စံထုတ်တဲ့နေရာမှာကြတော့လေကျွန်တော်တို့ကမြန်မာနိုင်ငံကဆိုလို့ရှိရင်တော့အရင်တော့ကရှာနေတယ်အခုလက်ရှိမှာဆိုလို့ရှိရင်တော့ယာဒေလားမယာဒေလားဆိုတာကတော့ကျွန်တော်အတီးကြပြောပြပေးလို့တော့မရဘူးဒါပေမဲ့ကျွန်တော်တို့ကပေးပေအကောက်ရှိုံနဲ့တော့ဗီဒီယိုကတ်ကတော့လွယ်ကူစွာပတ်စံအမြန်ထုတ်လို့ရမှာပဲဖြစ်ပါတယ်ဗျဒါဆိုလို့ရှိရင်တော့အသေးစိတ်လေးကိုကျွန်တော်ဒီဗီဒီယိုထဲမှာ share လုပ်ပေးသွားမှာဖြစ်ပါတယ်ဗျပထမဆုံးအနေနဲ့ဗီဒီယိုကတ်ကိုတောင်းမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ပေးပေအကောက်တဲ့ထုတ်ရှင်တဲ့လူများအတွက်ဆိုလို့ရှိရင်ဗီဒီယိုကတ်တောင်းတဲ့နေရာမှာကျွန်တော်တို့ကနိုင်ငံခြားရဲ့ VPN ကိုလက်ရှိမှာဖွင့်ပြီးတော့မှတောင်းပေးရမှာပဲဖြစ်ပါတယ်ဗျဥပမာအနေနဲ့ပြောရလို့ရှိရင်ကျွန်တော်တို့ကဗီဒီယိုကတ်ကိုတောင်းတဲ့နေရာမှာကျွန်တော်တို့မြန်မာနိုင်ငံကနေတယ်ဆိုလို့ရှိရင်တော့ VPN မခံလို့မရပါဘူးဗျ VPN ခံပြီးမှတောင်းပေးရမှာဖြစ်ပါတယ်ဗျ VPN ကလည်းကျွန်တော်တို့ free VPN ဝယ်ပြီးတော့တုံးထားတဲ့ VPN ကြိုက်တဲ့ VPN ကိုတုံးလို့ရပါတယ်ဗျပို့ပြီးတော့မှစိတ်ဆစေခြင်းနဲ့ဆိုလို့ရှိရင်တော့ဝယ်ပြီးတုံးထားတဲ့ VPN ကိုဖွင့်ပြီးတော့မှဒီ application ကို down တာကပို့ပြီးတော့မှအဆင်ပြေပါလိမ့်မယ်ဗျ။ဘာလို့လဲဆိုတော့ VPN တုံးရတဲ့အကြောင်းအရာတော့ကျွန်တော်တို့က Facebook account နဲ့ပတ်စံထုတ်ရှင်လို့တာလင်းကျွန်တော်က VPN ကိုခံပြီးတော့မှဒီ application ကို down ပေးရခြင်းဖြစ်ပါတယ်ဗျ။ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဗီဒီယိုကတ်လေးကိုဆက်ပြီးတော့အကြောင်းအရာလေးကိုဆက်ပြီးတော့တွားရလိုက်အောင်ဗျပထမဆုံးအနေနဲ့ဗီဒီယိုကတ်ကိုအရင်ဆုံးဝင်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့အပေါ်ဆုံးက agree and continue ကိုဆက်ပြီးတော့နှိပ်လိုက်ပါနှိပ်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီလိုမျိုးဗီဒီယိုကတ်ဆိုတဲ့ဟာလေးကိုကျွန်တော်တို့က logo လေးနဲ့ပုံလေးနဲ့ပေါ်လာမှာပဲဖြစ်ပါတယ်ဗျခဏလေးစောင့်ပေးလိုက်ပါဒီလိုမျိုးလေးပေါ်လာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီအားနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့ coin တွေကိုပတ်စံတွေကိုဒီနေရာမှာရရှိလာမှာပဲဖြစ်ပါတယ်ဗျဒါမျိုးတွေရလာပြီဆိုလို့ရှိရင်တော့ဒီနေရာမှာ open ကိုဆက်ပြီးတော့နှိပ်လိုက်ပါနှိပ်လိုက်ပြီဆိုလို့ရှိရင်တော့ဒီဗီဒီယိုလေးကိုပုံမှန်အတိုင်းပဲကြည့်ပြီးရုံမှာပဲဗျကြည့်ပေးလိုက်တာနဲ့ကျွန်တော်တို့ point တွေပတ်စံတွေကိုတူအားနဲ့တူပြေးလာပါလိမ့်မယ်ဒီဟာကတော့ကျွန်တော်တို့ကဒီတစ်ခုတည်းဆိုလို့ရှိရင်ပြီးသွားပြီလားဒီအကောက်ကရောစစ်ဖြစ်သွားပြီလားဆိုလို့ရှိရင်တော့ပြောစရာတွေအများကြီးရှိပါတယ်ဗျဒီအကောက်ကလုံးဝစစ်ဖြစ်တဲ့အကောက်မဟုတ်သေးပါဘူးဗျကျွန်တော်တို့ကဗီဒီယိုဒီကျွန်တော် application တွေကိုဝင်ထားရုံတက်လေးပဲရှိပါတယ်ဗျအကောက်ဖွင့်ရမှာကတော့ဒီဘက်က full file ကိုတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးသွားပြီဆိုတာနဲ့ကျွန်တော်တို့ကဒီနေရာမှာ login ဝင်ပေးရမှာဖြစ်ပါတယ်ဗျဒီနေရာမှာကျွန်တော်တို့က login အကောက်ကိုဝင်ပေးရမှာဖြစ်ပါတယ်အရင်ဆုံး login ကိုတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီအကောက်ကိုဖုန်းတစ်လုံးကဖွင့်ထားပြီးသွားပြီအကောက်ဆိုလို့ရှိရင်တော့အပေါ်ဆုံးက continue with Google ကိုရွေးပေးရမှာဖြစ်ပါတယ်ဗျကျွန်တော်တို့ကဒီအကောက်ကိုလုံးဝမဖွင့်ရတဲ့သူအတွက်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကအောက်ဆုံးက sign up ကိုဆိုတဲ့ဟာတွေကိုရွေးပေးရမှာဖြစ်ပါတယ်ဗျဒီ sign up ကိုရွေးပြီးတော့မှအကောက်ကိုဖွင့်လို့ရမှာပဲဖြစ်ပါတယ်ဗျအရင်ဆုံးကျွန်တော်က sign up ကိုတစ်ချက်နှိပ်လိုက်ပါမယ်နှိပ်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီနေရာကကျွန်တော်တို့က continue with Google ဆိုတာကိုတွေ့ရပါလိမ့်မယ်ဗျဒီကောင်လေးကိုဆက်ပြီးတော့နှိပ်လိုက်လို့ရှိရင်ကျွန်တော်တို့က Google နဲ့ရှိတ်ခြင်းနဲ့အကောင့်နဲ့ Gmail တွေနဲ့ကြိုက်တဲ့ဟာနဲ့ရွေးပြီးတော့မှဒီနေရာမှာရှိတ်လို့ရမှာပဲဖြစ်ပါတယ်ဗျဒီဗီဒီယိုထဲမှာဆိုလို့ရှိရင်တော့ကျွန်တော်ကအကောက်ဖွင့်ထားပြီးတော့ဖြစ်တဲ့အတွက်ကြောင့်မလို့ဆက်ပြီးတော့မှရှိတ်မပြတော့ပါဘူးဗျဒါဆိုလို့ရှိရင်ကျွန်တော်အပေါ်ဆုံးကအကောင့်နဲ့ပဲကျွန်တော် login ကိုနှိပ်လိုက်မယ်ဒီမှာကျွန်တော်က continue ကျွန်တော်က with Google ဆိုတာကိုတစ်ချက်ရွေးလိုက်မယ်ကျွန်တော်ရဲ့အကောင့်ကို login ဝင်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီနေရာမှာစားလို့ရမှာပဲဖြစ်ပါတယ်ဗျဒီဟာလေးတွေကြည့်ပြီးတော့မှကြော်ညာလေးတွေစုံအောင်ကြည့်ရမယ်ဗီဒီယိုလေးတွေ mission လေးတွေစားပေးရမှာပဲဖြစ်ပါတယ်ဗျဒီလိုမျိုးကြည့်ပြီးတော့မှစားပေးလိုက်ပါဒါပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့က mission လေးကိုစားပေးရမှာပဲဖြစ်ပါတယ်ဗျအလဲအကောင်ကရွှေရောင်ဘုံလေးကိုတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီနေရာမှာကျွန်တော်တို့က9ပေါက်ရလို့ရှိရင်ကျွန်တော်တို့ကဘယ်လောက်ရမလဲ9ပေါက်ရလို့ရှိရင်ဘယ်လောက်ရမလဲဆိုတာကိုဒီနေရာမှာကျွန်တော်တို့အများကြီးတွေ့ရပါလိမ့်မယ်ဗျဒီ mission လေးကိုကျွန်တော်တို့က open ကိုနှိပ်ပြီးတော့မှစားပေးရမှာပဲဖြစ်ပါတယ်ဗျဒီဘက်ကကျွန်တော်တို့က activities ကိုချက်နှိပ်ကြည့်လိုက်အောင်ဒီ activities ဆိုတာလဲကျွန်တော်တို့က quiz ကျွန်တော်တို့က ADS ဆိုတာကိုကျွန်တော်6ချိန်ပြရနဲ့ကျွန်တော်တို့က coin နေကျွန်တော်တို့ကထောင်ရရှိသွားမှာပဲဖြစ်ပါတယ်ဗျဒီဗီဒီယိုကကျွန်တော်တို့ကကြည့်မယ်ဆိုလို့ရှိရင်လည်းပတ်စံတွေအများကြီးရရှိလာမှာပဲဖြစ်ပါတယ်ဗျဒီမှာတော့ကျွန်တော်တို့ကကြည့်စရာတွေအများကြီးရှိနေတယ်ယခုကျွန်တော်လက်ရှိမှာတော့ကျွန်တော်တို့ကဒေါ်လာ38ဒေါ်လာကိုဒီနေရာမှာရရှိထားပါတယ်ဗျတရားပြီးတော့လို့ရှိရင်ကျွန်တော်ပတ်စံကိုဘယ်လိုမျိုးထုတ်ရမလဲဆိုတော့ကိုဒီနေရာမှာပြောစရာတွေရှိပါတယ်ဗျပတ်စံထုတ်တဲ့နေရာကိုအရင်ဆုံးတွားလိုက်ရအောင်
ဒီလိုမျိုးပေါ်မယ်ဆိုလို့ရှိရင်တော့ home နဲ့ဝင်တယ် activity ဝင်တယ်ဒီ activity ကိုတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးသွားပြီဆိုလို့ရှိရင်တော့အပေါ်ဆုံးက read ဆိုတဲ့ဟာတွေကိုတစ်ချက်နှိပ်လိုက်ပါဗျနှိပ်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီနေရာမှာပတ်စံဘေးရကိုထုတ်မှလဲဘာနဲ့ထုတ်မှလဲဆိုတော့ဒီနေရာမှာပေါ်လာမှာပဲဖြစ်ပါတယ်ဗျကျွန်တော်တို့က Amazon နဲ့ထုတ်မယ်ဆိုလို့ရှိရင် Amazon ကိုရွေးပေးလိုက်ပါဒါမှမဟုတ်ဘဲနဲ့ကျွန်တော်တို့က PayPal နဲ့ထုတ်မယ်ဆိုလို့ရှိရင်တော့ PayPal ကိုရွေးပေးလိုက်ပါဗျPayPal ကို PayPal နဲ့ကျွန်တော်တို့ကပတ်စံထုတ်မယ်ဆိုလို့ရှိရင်တော့အနည်းဆုံးဒေါ်လာ600ကနေပြီးတော့မှစပြီးတော့ထုတ်လို့ရမှာပဲဖြစ်ပါတယ်ဗျကျွန်တော်ကတော့အခုလက်ရှိမှာတော့ထုတ်လို့ရသေးမှာမဟုတ်ပါဘူးဗျကျွန်တော်အခုလက်ရှိမှာဆိုလို့ရှိရင်တော့ဒေါ်လာကကျွန်တော်ရှိမှာက200ပဲရရှိပါသေးတယ်ဗျဒါကြောင့်မလို့ကျွန်တော်ပတ်စံကိုတော့ထုတ်လို့ရမှာမဟုတ်သေးပါဘူးဗျဒီကောင်ပြည့်မှဒါလင်းဒေါ်လာ600ထုတ်လို့ရမှာပဲဖြစ်ပါတယ်ဗျဒေါ်လာနဲ့ပတ်စံဒီထဲကနေပြီးတော့မှပေးပယ်နဲ့ဘယ်လိုမျိုးထုတ်ရမလဲဘယ်လိုမျိုးအချက်လက်တွေလိုအပ်တဲ့ဆိုတာကိုနောက်ထပ်ဗီဒီယိုမှာကျွန်တော်ထုတ်ပုံထုတ်နည်းအစားထပ်ပြီးတော့မှကျွန်တော်ရဲ့ channel မှာတင်ပေးသွားမှာဖြစ်ပါတယ်ဗျဒီဗီဒီယိုကိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်